ကဲပါနော်အခုကျမတို့ဒီအိတ်ကလေးအတွက်ကျိုးထိုးပါတော့မယ်နော်ကျိုးထိုးဖို့အတွက်ဆိုရင်ကျမတို့ကဖူမီအခု80လောက်ရပါမယ်ကျိုးလေးကိုတိုချင်နေဆိုရင်တော့65ခုထိလောက်လဲရပါတယ်နော်ဖူမီလေးတွေကျမတို့80လောက်လိုက်ပါမယ်ရှင်ကဲခုပေါ့နော်ကျမတို့80ထိပြီးသွားပြီဆိုရင်ဒီသူ့ရဲ့ကက်ရဲ့အပေါက်ကလေးကနေလေဒီလိုမျိုးအပေါ်အပေါက်လေးကနေကျမတို့ကအက်ကိုထည့်မယ်ပြီးတော့ရင်ရှက်ကော်လေးထိုးပါမယ်နော်ထိုးပြီးသွားပြီဆိုရင်ကျမတို့ဒီနေရာလေးကို magic လေးနဲ့မှတ်ခဲ့ရပါမယ်ဒါလေးကအရေးကြီးတယ်ပေါ့နော်ကျမတို့ magic လေးပဲမှတ်ပါမယ်ကဲခုဒီမှာပေါ့နော်ကျမတို့ဒီမှာရှက်ကော်လေးတွေလုပ်ပါမယ်ရှက်ကော်လေးတွေတစ်ခုတစ်ပေါက်လုပ်ခဲ့ပြီနော်ကဲပေါ့နော်အခုကျမတို့ထိုးလိုက်တာဒီအဆုံးထိရောက်သွားပြီပေါ့နော်အဆုံးထိရောက်သွားပြီဆိုရင်ဒီလိုမျိုးလေးရမယ်အဲ့ဒါမှကျမတို့ကပြန်ထိုးမှဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျိုးလေးကိုအရင်ဦးဆုံးဒီဘက်ထဲကိုရွှေ့ထားလိုက်မယ်ရွှေ့ပြီးသွားပြီဆိုရင်ကျမတို့ဒီမှာတွေ့လားဒီမှာပေါ့နော်ဒီမှာကြည့်ဒါကဖူမီလေးရဲ့တဝက်ကျန်တဲ့အပိုင်းလေးပေါ့ကွယ်အဲ့အပိုင်းလေးမှာဆိုရင်ဒီအပေါ်လေးကိုအကိုထဲခြီကိုယူပြီးတော့ကျမတို့ကရှက်ကော်လေးတွေပြန်ထိုးပါမယ်နော်ရှက်ကော်လေးတွေပြန်ထိုးမယ်မရှက်ကော်လေးတွေကတစ်ခုတစ်ပေါက်နဲ့အောက်ကိုပေါ့နော်ရှိသလောက်လေးပြန်ထူသွားပါမယ်ရှင်ဒီမှာနော်ဒီကစောစောတော့ထိုးခဲ့တဲ့ရှက်ကော်ဒါကြတော့ကျမတို့ဖူမီပေါ့နော်ဖူမီရှိခဲ့တဲ့နေရာအဲ့တချမ်းကျန်တဲ့ဟာလေးမှာပဲလာထိုးတာနော်ကဲထိုးလိုက်ရအောင်တဲ့အခုဆိုရင်ပေါ့နော်ကျမနောက်ကိုပြန်ထိုးလိုက်တာပထမဆုံးချိတ်ခဲ့တဲ့ magic နေရာထိရောက်သွားပြီပေါ့နော်အဲ့ဆိုရင်ကျမတို့ဒီ magic လေးကိုဖြုတ်မယ်ဖြုတ်ပြီးသွားပြီဆိုရင်ဒီတစ်ခေါက်ကျတော့ကျမတို့ဒီနှစ်ခုလုံးပေါ့နော်ဒီနှစ်ခုလုံးနဲ့ကိုဒီအပွင့်လေးနှစ်ခုလုံးနဲ့ကိုထည့်မယ်နော်ထည့်ပြီးသွားရင်ဒီမှာကျမတို့ကဒီမှာလဲကျမတို့ကဘာလုပ်ရမှာလဲဆိုရှက်ကော်လေးပဲလုပ်ရမှာပါနော်ရှက်ကော်လေးပဲလုပ်မယ်လုပ်ပြီးသွားပြီဆိုရင်ချင်းဝမ်းလေးလုပ်ပြီးသွားပြီဆိုရင်ကျမတို့ဒီဘက်ထဲကိုလှည့်ပြီးသွားရင်ဒီပေါ်စပေါ်နော်ပထမဆုံးပေါ်နေတဲ့အပေါက်ကနေကျမတို့ရှက်ကော်လေးတွေပြန်လုပ်ပါမယ်နော်ဟုတ်တယ်လားအခုဆိုရင်မနော်ကျမတို့ဒီမှာတစ်ခါကြစ်ပြီးသွားပြီဆိုရင်ဒီလိုမျိုးလေးလဲလိုက်နော်ဒီမှာနှစ်လိုင်းရှိနေရမလားနှစ်လိုင်းရှိနေရလေးဒီအနောက်ကိုလဲပြီးသွားပြီဆိုရင်ကျမတို့ကဒီအနောက်ပေါက်ကနေပေါ့နော်ဒါလေးရဲ့ဒီလိုမျိုးအနောက်ပေါက်ကနေဝင်မယ်ဝင်ပြီးတော့ကျမတို့ရှက်ကော်လေးတွေလုပ်ပါမယ်ဒီပထမဆုံးတစ်ခုမှာမလုံးနဲ့တော့ကြော်လိုက်နော်ဒုတိယတစ်ခုကနေစလုံးမယ်အဲ့ဒါမှပဲကွက်တိဖြစ်ပြီးလာမယ်ပေါ့နော်ဟုတ်တယ်လားဒီလိုမျိုးလေးဖြစ်ရမယ်နော်ဒီအနောက်ပေါက်ကနေပဲလုပ်ပါမယ်အဲ့ဆိုရင်ကျမတို့စီမှာဒီလိုမျိုးဟိုပါပေါ့ကျက်စမီလေးကနော်2တန်းဒီကနဲ့ဆိုတန်းဆို3တန်းပေါ့နော်ကျက်စမီလေးတွေကသူ့အလေးနဲ့သူတီးတန့်လေးတွေရှိနေရပါမယ်အဲ့ဒါမှပဲမှန်မယ်နော်ဒီလိုမျိုးလေးပါနော်ကျက်စမီလေး3တန်းရှိမယ်အဲ့ဒါလေးကိုလည်းကျမတို့ဟိုအပေါ်ထိတောက်လျှောက်လုပ်သွားပေးပါရှင်ဒီလိုမျိုးလေးဖြစ်ရမှာနော်ကျက်စမီလေးက1တန်း2တန်း3တန်းမှာတို့လုံးဝမဲ့ပုံစံတော့ပေါ့နော်အခုလိုမျိုးရှက်ကော်လေးတွေတန်းစီကိုလေကျမတို့ဒီအိတ်လက်ကင်ခွင်းလေးရတဲ့အထိပေါ့နော်ခောက်လို့ရတဲ့အထိကိုတန်းပြီးတန်းထိုးသွားရမယ့်ပုံစံလေးပါနော်ကြည့်ရဆိုရင်ထိုးပေးပါအောင်ဒါဆိုရင်3တန်းရှိသွားရင်လေနော်အဲ့လိုမျိုးပဲနောက်ထပ်3တန်းပေါ့နော်3တန်းလည်းဖြစ်မယ်နောက်ထပ်4တန်းလည်းဖြစ်မယ်ပေါ့နော်အဲ့ဒါလေးကိုတစ်ချက်ထိုးလိုက်ရအောင်နော်ကဲဒါတော့ကျမတို့ကျက်စမီလေး3ခုရှိသွားရင်နော်အခုဆိုရင်မနော်ဒီမှာ3တန်းထိပြီးသွားပြီ3တန်းထိပြီးသွားရင်4တန်းတက်မယ်ဆိုရင်ကျမတို့ကဒီကျိုးလေးကိုဒီဘက်ကိုဆွဲလိုက်ကွယ်ဆွဲပြီးသွားပြီဆိုရင်ကျမတို့ဒီတွင်ပထမဆုံးရှိတဲ့အပေါက်မှာပေါ့နော်ကျမတို့ဒီမှာလာပြီးရရှက်ကော်လေးသွားပြီးတော့ဆက်လိုက်ဆက်ပြီးသွားပြီဆိုရင်เนาะကျမတို့ကဘယ်လိုလုပ်ရမလဲဆိုတော့သူ့ဒီလိုမျိုးလေးလှန်လိုက်လှန်ပြီးသွားရင်ဒီမှာကြည့်ဒီတစ်ခုထိုးပြီးပြီဆိုတော့နောက်တစ်ခုကနေပေါ့နော်နောက်ထပ်ကက်ရက်ကနေကျမတို့ကအဲ့ထဲရှက်ကော်တွေထပ်ထိုးလိုက်အောင်မယ်နော်။ तू ကအဓိကကတော့ကွာကျမတို့ဘလို့ပဲတက်နော်ဒီဟာလေးတွေအပွင့်လေးတွေကသူ့ဟာလေးနဲ့ तू တီးတန့်လေးရှိရမယ့်ပုံစံလေးပါနော်။အဲ့ဒါဆိုမှန်တယ်ပြီးသွားရင်ဒီကျိုးကထက်ရှည်လာလို့မရအောင်နော်။ဒီမှာဒီလောက်ဆိုဒီလောက်ကွက်တိမှာပဲညီလေးဖြစ်နေရမယ်အဲ့ဒါမှပဲမှန်မယ်ပေါ့နော်။ကဲဒါဆိုရင်ကျမဒီလိုမျိုးတန်းအတစ်တက်တာလေးလည်းပြပေးပြီဆိုတော့အခုလိုအပ်တဲ့အရှိကိုလိုချင်တဲ့အကျယ်ပေါ့နော်။အဲ့ဒါရှိသလောက်ထိကိုထိုးပေးပါအောင်နော်။ကဲအခုဆိုရင်တော့ပေါ့နော်ကျမတို့ရဲ့ဒီလက်ကင်တန်းလေးရပါတော့ဘယ်လောက်ထိထိုးလိုက်ရလဲဆိုတော့အမြောင်းလေးရည်ပြမယ်နော်တင်းနဲ့ဒီလဲမှာတစ်ခုဆိုတော့3တင်းနဲ့3 4 5 6တန်းလောက်ထိပေါ့နော်6ခါလောက်ထိကြော့ပြီးတော့ထိုးလိုက်ရတယ်ထိုးပြီးပြီဆိုရင်ကျမတို့ဒါလေးရသွားပြီပေါ့နော်ရသွားပြီဆိုတော့ကျိုးကိုကျမတို့ကဒီအခုထိုးထားတဲ့အရှည်တိုင်းပေါ့နော်အရှည်တိုင်းနည်းနည်းလေးပို့ပြီးတော့ဖြတ်လိုက်မယ်ဒါကျမတို့ဒီຢာလေးကိုဆက်မှာပေါ့နော်ချုပ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးတော့ရင်ဒီ green နဲ့ကိုကြတော့ကျမတို့ကစောစောတော့ဖြတ်လိုက်တဲ့ကျိုးအရှည်ကိုဆွဲသွင်းလိုက်ပေါ့နော်ဆွဲသွင်းပြီးသွားပြီဆိုရင်ကျွန်တော်တို့မက်ချိတ်လိုပါမယ်
ကဲပေါ့နော်ကျမတို့ချုပ်အပ်လို့ပါမယ်နော်မချိတ်ပြောတာမချိတ်လို့ပြောလိုက်တာပေါ့နော်မှားသွားမချိတ်မဟုတ်နော်ချုပ်အပ်လေးမှာကျမတို့ကဒီလိုမျိုးပေါ့နော်ချုပ်အပ်ကစိုက်မျိုးစုံလာတယ်ဒီကျိုးကိုရအောင်ထည့်လိုက်မယ်ပေါ့နော်ဘယ်စိုက်ပဲဖြစ်ဖြစ်ထပ်ပြီးတော့နဲ့ထည့်ရခတ်တယ်ကဲဝင်သွားပြီပေါ့နော်ဝင်သွားပြီဆိုရင်ကျမတို့ကဒါလေးခဏနောက်ရွှေ့ထားလိုက်မယ်နော်ကဲဝင်သွားပြီဆိုရင်ကျွန်တော်တို့ဒီလိုမျိုးကကိုဘလောက်ပဲထိုးထိုးကိုရဲ့ဒီအိတ်ကျိုးလေးရဲ့ဒီလိုမျိုးစုလိုက်ပဲဆိုရင်ဒီလိုလုံးလုံးလေးဖြစ်သွားမှာပေါ့နော်ဒီလိုမျိုးလုံးလုံးလေးဖြစ်သွားမှာပဲရမယ်နော်မဖြစ်သေးဆိုရင်ထပ်ထိုးရမယ်အဓိကတော့အလယ်မှာ2ချောင်းလောက်ပေါ့နော်ဒီလိုမျိုးကျက်စမီလေး2ချောင်းလောက်သွားနေအဆင်ပြေတယ်ကဲကျွန်တော်တို့ဒီဟာလေးကိုပေါ့နော်ဒီဟာလေးကိုချုပ်ပါမယ်ဒါလေးချုပ်တဲ့ချိန်မှာဒီလိုအတွင်းဘက်ပေါ့နော်ဟိုဘက်ရဲ့အတွင်းဘက်ဒီဘက်ရဲ့အတွင်းဘက်လေးတွေကိုအရင်ဆုံးတွဲချုပ်လိုက်ပါမယ်တင်းတင်းလေးဆွဲမယ်နော်ဒီဘက်လိုက်တိုင်းမယ်ဒီဘက်ရဲ့အတွင်းဘက်ပေါ့နော်အတွင်းဘက်လေးတွေကိုညီအောင်ဆွဲပြီးတော့ချုပ်ပါမယ်ဒီမှာလည်းအဲ့လိုပဲအတွင်းဘက်နော်အတွင်းဘက်လေးတွေပဲညီအောင်ဆွဲချုပ်မယ်နော်ဒီမှာမဖြစ်သွားဘူးကဲပေါ့နော်အခုဒီမှာဆိုလဲဒီဘက်အတွင်းဘက်ပြီးတော့ဒီမှာပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီဟာလေးရဲ့အတွင်းဘက်ပေါ့နော်ခုလိုမျိုးအတွင်းဘက်လေးတွေပဲတွဲပြီးတော့ချုပ်ပါမယ်အဲ့ဒါကိုကျွန်တော်တို့ဒီအဆုံးထိကိုချုပ်ပေးလိုက်ရအောင်နော်ခုဆိုရင်ပေါ့နော်ကျွန်မအဆုံးသက်ထိချုပ်ပြီးသွားပြီအဆုံးသက်ထိချုပ်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျွန်တော်တို့အနာသက်တော့မယ်ဒီမှာပေါ့နော်အနာသက်ပင်ဒီကျိုးလေးကိုဒီလုံးလေးပဲပြန်ထည့်ပေးလိုက်ပါကျိုးစားလေးကိုပေါ့နော်ဒါကြတော့နှစ်ဖက်လာနော်ကြိုက်တဲ့ဘက်ကိုထားလို့ရတယ်ထပ်ပြီးတော့မြုပ်ချင်သေးရဆိုရင်တော့ကျမတို့ဒီဟာကိုဒီတွင်းထဲထိကိုထိုးထည့်လိုက်ပါနော်ပြီးမှဒီနည်းနည်းလောက်ဝဖြစ်ပြီးဆိုမှဆွဲထုတ်ညချက်တိုင်းတော့ခတ်တယ်ထိုးရရင်ခတ်တိုင်းဆိုတော့အထဲရန်ထဲတဲ့ထိရန်မထဲတော့ပေါ်နာလေးတွေမှဆွဲလိုက်တော့မယ်ခေါင်းကိုမှထဲရခတ်တာဆိုမထဲတော့ကွယ်โอเคဒီမှာပဲရက်လိုက်တော့မယ်ဒါတော့ဆင်းနေရအောင်ရပြီပါနော်ရပြီဆိုရင်ဒီကျိုးလေးကိုဖြတ်လိုက်ရပြီကျမတို့ရဲ့ဒီကျိုးလေးရသွားပြီပေါ့နော်ကျိုးလေးရတယ်လို့နည်းနည်းလေးဆွဲလိုက်ကွာတွန့်နေတဲ့နေရာလေးတွေပြီးပါပြီးတော့သူကဒီလိုဘက်ပေါ့နော်ဒီဘက်ချုပ်တဲ့ဘက်မှာလည်းလာတယ်ပြီးတော့ဒီအပေါ်ဘက်ကလည်းလာတယ်ပေါ့နော်အဲ့ဒါကြောင့်လည်းကျွန်တော်နှစ်ဖက်လုံးသုံးလို့ရတယ်ကဲအခုဒီကျိုးလေးကိုချိန်ပြပါမယ်ဒီကျိုးလေးချိန်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးကွင်းရှင်ပေါ့နော်အဝိုင်းလေးနှစ်ခုလိုပါမယ်နော်ဒီအဝိုင်းလေးကိုဘယ်နှမှာထိုးရမလဲဆိုရင်ကျွန်တော်တို့ဒီအိတ်ကိုအရင်ဆုံးဒီလိုပြားလိုက်နော်ဒီဘက်ဒေါင်းတက်တက်ကိုလာပြားဒီဘက်ဆိုလည်းဒီဘက်ဒီအလဲပေါ့နော်ဘေးချမ်းတက်တက်ကိုကျွန်တော်တို့ပြားရပါမယ်နောက်ပြားပြီးသွားပြီဆိုရင်ဒီအောက်နာလေးပေါ့နော်သူရဲ့ဒီတစ်စစ်ပေါ့ဒီဟာကျမတို့ဒီရှက်ကော်နဲ့လှုပ်ထားတဲ့အတန်းဆိုရင်သူရဲ့ဒီအောက်တန်းမှာကျမတို့ကလာပြီးတော့အရင်ဆုံးဒါလေးကိုချိန်ထားပါမယ်နော်ဒီတဖောင်းစာလေးပေါ့နော်တဖောင်းစာလေးပဲယူပြီးချိန်မယ်အဲ့တော့ထည့်ရခတ်တယ်ကွယ်အဲ့တော့ကျမတို့ကဒီအရင်ဆုံးတခြားလေးစုထားမယ်ပြီးတော့ရင်ကျမတို့ဒီလေးကိုဖွင့်ပြီးသွားရင်ဒီအောက်အပေါက်ပေါ့နော်ဝင်သွားရင်တက်တက်လေးဖြစ်ရမှာကွယ်ဒီတလုံးစာပေါ့နော်ကျွန်တော်တို့ပတ်တန်လေးတလုံးစာဝင်ရတယ်ဒီလိုမျိုးလေးဖြစ်သွားရင်ရပြီနော်အဲ့လိုမျိုးပဲဒီဘက်မှာဆိုရင်လည်းကျွန်တော်တို့ပတ်တန်လေးတစ်ခုစာပဲဝင်မယ်ပေါ့နော်ဒါကြတော့ကျွန်တော်တို့ဒီလောက် site လေးဆိုရပါပေါ့နော်အရင်ကြီးစီရမလို့ဒီမှာပတ်တန်တစ်ခုစာလေးဝင်လိုက်ပြီပေါ့နော်အဲ့ဆိုရပြီပတ်တန်တစ်ခုစာဝင်သွားပြီဆိုရရင်နော်ဝင်သွားပြီဆိုရင်ကျွန်တော်တို့ကဒီဟာလေးကိုပေါ့နော်မကြည့်ဒီကွင်းလေးကိုကြတော့ကိုဘယ်ဘက်ကိုအလှထားချင်လဲပေါ့နော်ကိုအလှထားချင်တဲ့ဘက်မှာထားမယ်ကိုမလှထားကျမတို့ဒီဘက်လေးကိုသဘောကျသူကအရှင်ဆိုတော့လေကြိုက်တယ်လို့ပြောင်းလို့ရတယ်နော်မကြည့်
ဒီဟာလေးကိုကျမတို့ဒီကွင်းမှာပေါ့နော်ကွင်းလုံးလို့ရတဲ့ဖြုတ်တက်လို့ရတဲ့ဟာလေးကိုအထဲထဲကိုသွင်းလိုက်မယ်နော်အရေးကြီးတာဒါလေးပါဖြုတ်တက်လို့ရတဲ့ဟာလေးအထဲထဲရောက်မှဖြစ်မှာနော်ကျမတို့ကဖြုတ်တက်လို့ရတဲ့ဟာလေးကိုဒီအထဲထဲကိုသွင်းလိုက်ပြီးဒီမှာကြည့်အထဲထဲကိုဝင်သွားပြီနော်ဟောတွေ့လားဝင်သွားပြီဆိုရင်ကျမတို့ရဲ့ဒီအောက်နဲ့ချလိုက်မယ်ကွယ်နော်ဒီမှာနော်ဝင်သွားပြီဆိုရင်ဒီကျိုးလေးထဲမှာကျမတို့ရဲ့ဒီဟာလေးပေါ့နော်ကိုကဘယ်လိုဘက်ကိုအလှထားခြင်းလဲအလှထားခြင်းတဲ့ဘက်ကိုကိုဘက်ကိုထားပြီးသွားပြီဆိုရင်ကျမတို့ဒီခေါင်းကဒီလိုမျိုးတက်တက်ပေါ့နော်ဒီကျိုးကိုရဲ့ဒီချုပ်ထားတာကြီးတက်တက်ကိုဖြတ်ပါမယ်ဒီကွင်းထဲကိုထည့်ရမှာနော်တက်တက်လေးထည့်ပြီးဖြတ်မယ်ညရန်တော့လောက်ဝင်နေနော်တခြားလေးတော့ထိုးပြီးဖြတ်လိုက်ပါကွယ်နော်လောတော့ခတ်တယ်တွေ့လားကဲအခုတော့ထွက်သွားပြီပေါ့နော်တဲ့ကိုထွက်သွားပြီဆိုရင်ကျမတို့ကအဆင်ပြေပြီဒါလေးကိုအောက်ထိဆွဲချပြီးတိုင်းတရားမှာလွတ်သွားပြီဆိုတဲ့အချိန်မှာပိတ်လိုက်မယ်ပေါ့ကွယ်တရားလေးကိုရအောင်ပိတ်လိုက်မယ်ဟောမကြည့်နော်ဝင်သွားပြီဘယ်မှာဒါဆိုရပြီပေါ့နော်ဒါဆိုရသွားပြီကျမတို့ရဲ့ဟာလေးတစ်ချမ်းစာရသွားပြီပေါ့နော်ကဲအခုနောက်တစ်ချမ်းအတွက်လုပ်ပါမယ်အခုတော့ဗောနော်ကျွန်မအားလုံးထည့်ပြီးသွားပြီဗောနော်ဒီမှာနော်နှစ်ခုလုံးထည့်ပြီးသွားပြီဆိုရင်ဒီလိုမျိုးပုံစံလေးရမယ်နော်အခုဒီမှာကျိုးအရှည်လို့ပို့တင်ပါမယ်အခုဗောနော်ကျွန်မတို့ကျိုးအတွက်ဖြတ်ပါမယ်ကျိုးကတော့ဒီလိုမျိုးရွှေကျိုးလေးဝယ်ထားမယ်နော်သူ့ရဲ့ဖြတ်ရမယ့်ကျိုးအနေထားတော့ဗောနော်ဒီကျိုးရဲ့နှစ်ဆခွဲဖြတ်ရပါမယ်အဲ့တော့ကျွန်မတို့ဒီကျိုးပေါ်မှာထပ်ပြီးတော့ဒီဗောနော်ကိုယ့်ရဲ့အိတ်ကျိုးပေါ်မှာထပ်ပြီးတော့ကျိုးကိုတင်လိုက်မယ်တင်ပြီးတော့ရင်တောင်နှစ်ဆဗောနော်နောက်ရှေ့ပြန်နောက်ပြန်နှစ်ဆလုပ်ပါမယ်ကိုကပိုလိုလေးကြိုက်တယ်ဆိုရင်တော့3ဆလောက်ထိကိုလှုပ်ထားလိုက်ပါနော်ဒီကျိုးရဲ့အနေထားရဲ့3ဆထိကိုကျမတို့ကျိုးတိုင်းလိုက်ပါတယ်ကျိုးတိုင်းပြီးသွားပြီဆိုရင်ပုံနေတဲ့ဟာကိုဖြတ်လိုက်မယ်နော်ဒါကကျမတစ်လုံးပဲကုန်တယ်နော်ဒီမှာတစ်လုံးလောက်ကျန်သေးရဲ့ဒါကြတော့ခဏနေရှုံကြိုးလုပ်ဖို့အတွက်လိုတယ်ဆိုတော့ကွက်တီပဲပေါ့နော်ဒီအိတ်တစ်လုံးကအခုပြောတယ်တရုတ်နိုင်လုံးခင်တစ်လုံးဆိုရင်ရပါတယ်ကဲပြီးသွားပြီဆိုရင်ကျမတို့ကချုပ်အပ်လို့မယ်ပေါ့နော်ချုပ်အပ်လေးယူလိုက်ပါတက်ဆိုရင်ကျမတို့အခုကျိုးတွေကိုပေါ့နော်ဒီ magic လေးနဲ့ကျိုးလေးနဲ့တွဲပြီးပြီဆိုရင်ဒီကျိုးတွေအားလုံးကိုကျမတို့အောက်ကိုဆွဲလိုက်မယ်ပေါ့နော်ဆွဲပြီးသွားပြီဆိုရင်ဘာလို့ရမှာလဲဆိုတော့ကျမတို့ဒီကျိုးအစပေါ့နော်ဒီကျိုးအစနာလေးမှာဒီနားလေးနဲ့တစ်ခေါက်တော့လာထုံးလိုက်ပါမယ်ကျိုးလေးမပြုတ်သွားအောင်ပေါ့နော်ကဲဒီချာလေးတော့ထုံးမယ်ကဲထုံးနှစ်ခါလောက်ထုံးလိုက်ပေါ့နော်နှစ်ခါလောက်ထုံးလိုက်ထုံးပြီးပြီဆိုရင်ကျမတို့ရဲ့ဒီကျိုးလေးကိုဒီ magic လေးနဲ့ပေါ့နော်ဒီထဲကိုပြန်ထည့်မယ်နော်ကျိုးရရှည်တော့အများကြီးတော့ဆွဲရမယ်ကွယ်နော်ပြီးတော့ဆိုရင်ကျမတို့ဒီအောက်ထဲကိုအကူထည့်မယ်နောက်ဒီအပေါက်ထဲအကူထဲကျိုးကိုဆွဲနော်ပြီးတော့ရင်ဒီကျိုးကဒီအပေါက်ထဲကိုပြန်ထွက်ဒုတိယအပေါက်မှာထွက်ပြီးတော့ရင်တတိယအပေါက်မှာပြန်ထည့်နော်ပြီးဒီမှာပြန်ထည့်ပေါ့နော်ထွက်လိုက်ထည့်လိုက်နဲ့ဒီလိုမျိုးလေးပေါ့ထွက်လိုက်ထည့်လိုက်နဲ့ကျမတို့အောက်ထီကိုလှုပ်သွားပါမယ်နော်ကဲအဲ့ဒါဆိုရင်ကျမတို့ဒါလေးလုပ်ပေးပါအောင်ဒီမှာတော့ကြစ်လေးပဲဖြစ်အောင်မယ်နော်ဒါပေမဲ့ကိစ္စမရှိဘူးခဏနေကြရင်ကြစ်ကလေးလုပ်ပါပါကဲအခုဆိုပါတော့ကျမအဆုံးထီကိုပေါ့နော်ဒီမှာတော့ဒီလိုတန်းလေးပေါ့နော်ဒီလိုမျိုးတန်းလေးလုပ်ပြီးသွားပြီပေါ့နော်လုပ်ပြီးသွားပြီဆိုရင်ဒီနားလေးမှာကျတော့ကျမတို့တစ်ခေါက်ပေါ့နော်တစ်ခေါက်လေးချစ်လိုက်မယ်ဒီထိတ်ကလေးမှာပေါ့နော်ဒီချာလေးလက်ကလေးကိုထိန်းထားမယ်နော်သူကျိုးလေးကိုနေရာမရွေ့အောင်လို့ဒီမှာတစ်ခါချစ်မယ်ပေါ့နော်ဒီလိုလေးချစ်လိုက်မယ်အဲ့တိုင်းပဲနောက်တစ်ခေါက်ဒီထဲမှာပြန်ထည့်မယ်ထိုးဘက်အချမ်းကနေပြန်ထည့်မယ်ပေါ့နော်ပြီးဒီမှာတစ်ခေါက်ချစ်မယ်နားလိုမျိုးလေးနှစ်ခုပေါ့နော်ဒီမှာလေးဒီလိုမျိုးလေးကဟိုဘက်ဒီဘက်အင်ဂျီလေးလိုဖြစ်သွားပြီဆိုရင်ပေါ့နော်ကျမတို့ကဘာလုပ်ရမှာလဲဆိုတော့
ဒီမှာတစ်ခေါက်ထပ်ဝင်လိုက်မယ်နော်။ဘာကြောင့်လဲဆိုတော့ကျမကအောက်ကနေဝင်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပါနော်။သူရဲ့ဆန့်ကျင်ဘက်ဒါဆို3ခုဖြစ်သွားပြီကွာ3ခုဆိုကျက်သွားပြီ။ဒီမှာအပေါ်ကွာဒီအပေါ်မှာအပ်သွားထားတယ်ဆိုရင်ဒီတစ်ခေါက်ကျရင်ဒီကအောက်ကနေအပ်သွားမယ်နော်။အဲ့လိုမျိုးသွားရမှာပေါ့နော်။အပေါ်ဟာဒီတစ်ခေါက်ဆိုအောက်သွားမယ်အောက်ဟာကဒီတစ်ခေါက်ဆိုရင်ဒီမှာဒါဆိုရင်ဒီအောက်ကနေဂျူကထွက်နေရလေနော်အဲ့တော့ဒီဟာကိုအပေါ်ကနေအောက်ကိုကလော်တဲ့ပုံဖြစ်သွားမယ်အဲ့တော့သူကဆန့်ကျင်ဘက်လို့ဖြစ်သွားမယ်ကွယ်အဲ့လိုမျိုးလေးဖြစ်မှာပဲမှန်မယ်နော်ဒီလိုမျိုးလေးပေါ့ဒါဆိုရင်မကြည့်တာကဒီအပေါ်ခုံလေးရှိတယ်ပြီးရင်ဒီမှာအပြန်ခုံးနေဒီအောက်ဝင်နေပေါ့နော်အဲ့တော့ဒီမှာဆိုရင်လည်းဒီဟာကဂျူကဒီအပေါ်ကနေဖြတ်ထားတယ်အဲ့တော့ဒါဂျူကအောက်ကနေဝင်တယ်လို့လေးဖြစ်သွားတယ်ပေါ့နော်စောတုန်းကလုတ်ခဲ့တာရဲ့ဆန့်ကျင်ဘက်ကိုကျမတို့ကပြန်လုပ်ရမှာပါပုံစံနဲ့ပဲဆိုရင်တော့ဘာမှမထူးလေเนาะဆန့်ကျင်ဘက်လုံးမှာပဲသူကမှန်ပါလေအဲ့တော့ကျမတို့ရဲ့ဒီကျိုးလေးရပေါ့เนาะပိုလဲဒီမှာပိတ်လေးလည်းဖြစ်သွားတော့ပိုလဲလှတယ်ပေါ့เนาะပြီးတော့ရင်ဒီမှာအခုံးဆိုရင်ဒီမှာဒီတစ်ခါခုံးဒီတစ်ခါခုံးဒီတစ်ခါခုံးနေပေါ့เนาะအဲ့ဒါဟိုအစုံထိပြန်လုပ်သွားပါမယ်ကဲဆက်လုပ်ပေးပါအောင်ရှင်ကဲပေါ့เนาะအခုကျမတို့ဒီမှာအစုံတက်လေးရောက်သွားပြီဆိုတော့ဒီနားလေးမှာပေါ့เนาะကျမတို့အနားလေးတွေတိန်းတော့မယ်ပေါ့အနားလေးတွေတိန်းလိုက်တော့မယ်เนาะနားတိန်းဖို့အတွက်တရားလေးတွေကိုတရားလေးတွေကိုဝင်တော့မယ်ပေါ့နော်ကျိုးလေးတွေလည်းဝင်လိုက်ပါထုံးမယ်ပေါ့နော်3ဘက်3နန်းဆိုလေ3ဘက်3နန်း4ဘက်4နန်းဆိုလေ4ဘက်4နန်းလေးထုံးပါနန်းမထုံးလိုက်ကဲထုံးပြီးတော့ဆိုရင်ကျမတို့ရဲ့တရားလေးကိုအဆင်ပြေသလိုလေးတင်လိုက်ပါကွယ်ဒီကျိုးစားလေးတွေပျောက်သွားတင်လိုက်တင်ပြီးပြီဆိုရပါပြီကျမတို့ရဲ့အိတ်ကလေးကအကျိုးလေးကတော့ပြီးသွားပြီပေါ့နော်မန်တလေးကိုခြီလိုက်ဒီကျိုးလေးတွေကိုတင်ချင်တယ်ဆိုရင်ကျမတို့ဒီတချောင်းထိုးအက်ကလေးနဲ့ပေါ့နော်လိုတလိုလေးဒီကွင်းလေးတွေထဲမှာဆွဲသိမ့်ပြီးရပါပြီမဒီကျိုးလေးကိုဖြတ်ပြီးတော့အခုပြောသလိုဒီကျိုးလေးကိုကြာတော့ကျမတို့အက်သေးလေးနဲ့ပေါ့နော်အက်သေးလေးနဲ့ဒီထုံကြားလေးတွေထဲမှာတင်လိုက်ရပြီနော်ဒါတော့နောက်မှတင်လိုက်တော့မယ်ဒါနဲ့ဖြန့်လိုက်မယ်ပေါ့နော်ပြီးတော့ဆိုရင်ကျွန်တော်ကဲအခုကျိုးလေးရပြီဆိုတော့ပေါ့နော်ဒီကွင်းလေးကိုပြန်ထုတ်မယ်ပြန်ထုတ်ပြီးတော့ကျမတို့ဒီကျိုးလေးကိုဒီမှာလာပြီးတော့တစ်ဖက်စီမှာတစ်ခုစီပေါ့နော်ဒီလိုမျိုးလေးချိန်လိုက်ပါဒီကျိုးမြင်ထွက်နေရလေးတွေကတော့တင်ရမယ်နော်အဲ့ဒါမတင်မနဲ့ထားခဲ့လို့မရပါဘူးကဲကျမတို့ဒီမှာကဲဒီလိုမျိုးလေးရပြီပေါ့နော်ဒါဆိုကျမတို့ဒီအိတ်ကျိုးလေးလည်းရသွားပါပြီခုဆိုရင်ဂိုင်းလက်တက်ပြီးသွားပြီကျိုးလက်တက်ပြီးသွားပြီဆိုတော့ဒီပေါ်ရှုံကျိုးလေးလုပ်ဖို့တင်ပြမယ်နော်ရှုံကျိုးလုပ်ဖို့အတွက်ဆိုရင်ဒီမှာစောကကျမကျိုးဖြတ်ပေးမယ်ပေါ့နော်အများကြီးချီတယ်အများကြီးပုံနေတယ်အဲ့ဒါလေးနဲ့လုပ်လိုက်မယ်ပေါ့နော်ဟိုညီမလေးတို့ချီကုန်သွားရင်တော့ကျိုးအစ်စ်ထည့်လိုက်ပေါ့ရောင်တူပဲထည့်မယ်နော်ကဲခုကျိုးလေးထည့်တော့မယ်ပေါ့နော်ကျိုးထည့်ဖို့အတွက်ဆိုရင်ကျမတို့ကအိတ်ရဲ့ဒီမှာပေါ့နော်ဒါကျမတို့ရဲ့အိတ်လေးဆိုရင်ကျမတို့ကဒီဟာလေးကိုကျိုးလေးကိုအစလေးကိုနောက်မှထားမှဆိုရင်ဒီပေါ့နော်အိတ်မှာဆိုရင်ကျမတို့ကဟိုဟာလောက်ရမယ်ရှက်ကော်လေးနဲ့ဆက်ထားတဲ့ဘက်ပေါ့နော်ဒါဆိုရှက်ကော်နဲ့ဆက်ထားတဲ့ဘက်အဲ့ကနေစပြီးတော့ကျိုးလေးကိုထည့်မယ်နော်ဒါဆိုကျိုးချီတာလေးကနောက်မှာပဲထားချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့တော့ဒါကိုတက်တက်လေးလုပ်လိုက်မယ်နော်ကျမတို့သူ့ရဲ့စင်တာကိုယူပါမယ်ဒီကနှစ်ခုဒီလိုမျိုးပြားလိုက်ပြားပြီးသွားပြီဆိုရင်ကျမတို့ဒီမှာပြားပြီးသွားရင်ဆိုရင်ဒီအလဲပေါ့နော်အလဲစင်တာလေးကိုတစ်ချက်ချိန်လိုက်မယ်ကဲဒါဆိုအလဲစင်တာမှာဆိုရင်ဒီမှာဆိုရင်အောက်ကနေ1 2 3 4 5 6 9 10 10တန်းဆိုတာကျမတို့က1 2 3 4 5တန်းပေါ့နော်5တန်းဆိုရင်ဒီနားလေးပေါ့နော်အပေါ်မှာလည်း1 2 3 4 5 5တန်းဆိုတော့ဒီအလဲလောက်ကနေကျမတို့အက်ကိုအရင်ထည့်လိုက်ပါမယ်နော်ဒီလိုအပေါက်ထဲအက်ကိုထည့်လိုက်မယ်ကျိုးလေးတစ်ခါလည်းထည့်လိုက်မယ်ပေါ့နော်ကျိုးကိုကဘယ်လိုလုပ်ရမလဲဆိုအနောက်ကနေထည့်ရမယ်နော်နောက်ကနေထည့်ရမယ်အဲ့ဒါမှအဆင်ပြေမယ်ကွယ်ကိုကကျိုးတွေပေါက်လာမှာဆိုတော့ဒီအနောက်ကနေထည့်လိုက်မယ်နော်စောရနေရပဲနော်ဒီမှာကျိုးလေးကိုနည်းနည်းခြံထားခဲ့မယ်ပြီးသွားပြီဆိုရင်ကျမတို့ကဒီမှာပေါ့နော်ဒီနေ့ဆိုရင်1 2 3 4 5ခုလုံး5ခုထိုးမယ်နော်5ခုလုံးပြီးသွားရင်ကျမတို့ကအက်ကိုတစ်ခေါက်ပြန်ထည့်မယ်ဒါတော့ကိုက3ခုဆိုလည်းရတယ်နော်ကိစ္စမရှိဘူးပြီးတော့ကျမတို့ဒီကနေပြန်ကြော်မယ်1 2 3 4 5ခုဆိုရင်ကျမတို့ကတစ်ခါပြန်ထည့်မယ်အဲ့လိုမျိုးလေးပေါ့နော်ကဲဒီမှာဆိုရင်ဒီကျိုးကကြတော့နည်းနည်းရှိရှိလေးခြံထားခဲ့လေနော်ဒီမှာကြည့်တယ်လောက်ရှိရှိလေးခြံထားခဲ့ဒါဆွဲလို့ရတယ်ပေါ့နော်ပြီးတော့ဒီမှာလည်း1 2 3ဒီမှာနော်တစ်ချက်တော့ကြည့်မယ်နော်
1 2 3 4 5 5ခုမြောက်ဆိုတော့မလဲ1 2 3 4 5ပေါ့နော်5ခုမြောက်ဆိုရင်ဒီမှာ5ခုဆိုရင်1 2 3 4 5 6ခုမြောက်မှာလာပြီးတော့ထည့်မယ်နော်အဲ့လိုမျိုးပတ်လဲလေးလုပ်လိုက်မယ်ပေါ့နော်ကဲကိုကကြက်ကလေးအများကြီးပေါ့နော်ဟိုအပေါက်တွေအများကြီးကျန်တာကြိုက်တယ်ဆိုရင်များများလေးနည်းနည်းလေးပဲကြော်ပေါ့နော်1 2 3 4 5ပြီးဆိုရင်ကျွန်တော်တို့ဒီ6ခုမြောက်မှာပြန်လာထည့်မယ်နော်အဲ့ဒါလေးပက်လဲလောက်တော့ပေးပါမနော်ကျိုးစားလေးကတော့ကျွန်တော်တို့ဒီဘက်ကနေထွက်တယ်အဲ့တော့ကျွန်တော်တို့ကစောစောတုန်းကစခဲ့တဲ့ကျိုးကိုလည်းဒီပေါက်ထဲကိုပဲဆွဲတင်လိုက်မယ်ပေါ့နော်အကုန်လုံးအပြင်မှာထားချင်တယ်ဆိုရင်အပြင်မှာပဲထားလို့ရပါတယ်ဒါကြတော့ကျွန်တော်တို့ကဒီဘက်ထဲကိုပြန်ဆွဲတင်လိုက်မယ်နော်ဒီမှာပြီးသွားရင်ဆိုရင်ကျွန်တော်တို့ကတရားလေးကိုဆွဲရပါမယ်တင်းတင်းလေးဖြစ်အောင်ဆွဲမယ်ပေါ့နော်ဟုတ်ပါတော့ကျမတို့5ခုကျော်6ခုမှရတဲ့ပုံစံပေါ့နော်အကေကဒီပုံကိုမကြိုက်ဘူးဆိုရင်ပြန်ပြီးတော့3ခုချားနဲ့လုပ်လို့ရတယ်နော်ပြီးတော့ရင်နောက်တစ်ခုပြောချင်တာကဒီမှာကြည့်ဒီရာတွေ့လားဒီဂိုင်းလေးကိုကျမတို့ကဒီဂျိုးအောက်မှာတစ်ခါတည်းပေါ့နော်ဒီဂျိုးအောက်မှာတစ်ခါတည်းထည့်ပြီးတော့ပေါင်းလိုက်ပဲဆိုရင်ပို့ပြီးတော့အဆင်ပြေတယ်ဒီမှာဆိုရင်လွတ်ကြီးပေါ့တက်တက်ကြီးတွန်းနေသူတက်တက်လွတ်ကြီးဖြစ်နေရမလားပေါ့နော်အဲ့တော့ကျမတို့နောက်တစ်ခေါက်ပြန်လုပ်ပါမယ်ဒီဂျိုးလေးကိုလေကဲအဲ့ဒါဆိုရင်အဲ့လိုမျိုးနဲ့ပေါ့နော်ကိုအကြိုက်ဆုံးအနေထားရတဲ့တစ်ခုထီကိုကျမတို့ရှုံချိုးလေးတွေကိုကစားသွားမယ်နော်